အားလုံးပဲမင်္ဂလာပါနေ့ကမနေ့ကတောင်းရချင်းခွန်တစ်ခွန်ထိပါဒီနေ့26ရက်နေ့အတွက်26ရက်3လ2026ညအတွက်3ချိန်ပတ်တိကျတဲ့လူတွေက3ပတ်တိပတ်နိုင်ပါတယ်9နှစ်9ခွန်9 3 9 8 3နှစ်3ခွန်3 3 3 8ချက်ပါ9ခွန်နဲ့3 8နဲ့ main or ပါဒါကဒီနေ့အတွက်ပါအားလုံးပဲဒီနေ့လည်းပေါက်ကြပါစေ channel လေးကို like and subscribe လုပ်ပြီးတော့ share ပေးကြပါဦးကျေးဇူးတင်ပါတယ်